စုခံမင်းဒီကိုပြောင်းလာပြီလားအမဟော့အမလေးမင်းယောက်ျားကတော်တော်ချောတာပဲဟုတ်တယ်အရန်ချောတယ်အခန်းကနည်းနည်းဟောင်းပေမဲ့အရန်တက်တောင့်တက်တာရှိတယ်ဘာလို့အင်ဂျီချွတ်နေတာလဲဒေါက်တာရှုမကြည့်ရတော့ဘူးလားဒီနေ့ကစပြီးငါတို့အတူတူနေကြတော့မယ်ပြီးတော့ငါတို့ကလေးယူကြမယ်ဟင်း Song Jin. Sukan. ငါစိုက်ထားတဲ့ဖယုံသီးတွေအသီးအများကြီးတီးနေပြီဖယုံသီးတွေကိုဒီမှာပဲထားလိုက်မယ်နော်စောင်းကျဲရဲ့ခန္ဓာကိုယ်ကတကယ်ကောင်းတာပဲဒီလူငယ်စုံတွဲကနေကင်းကြောင်တောင်အရန်တက်ကြွနေကြတာပဲလူငယ်တွေဆိုတော့အားရင်အပြည့်ပေါ့ငါညစာသွားချက်လိုက်အောင်မယ်စားစရာအစင်သင့်ဖြစ်ပြီလားစားကြရအောင်ဒေါက်တာရှုမင်္ဂလာဦးလက်ထက်ချင်းအတွက်ဂုဏ်ယူပါတယ်မင်္ဂလာဦးလက်ထက်ချင်းအတွက်ဂုဏ်ယူပါတယ်သူစိတ်ပြောင်းသွားပြီကျမကိုဂျိမ်းမျိုးကတော့နှင်ထုတ်ချင်နေတယ်ဒါမင်းသူ့အတွက်ငိုရတဲ့နောက်ဆုံးအကြိမ်ပဲနောက်တစ်ခါထက်ငိုရရင်ငါသူ့ကိုအရှင်မထားဘူး